မိုးကုံစောင်းကူစားမလို့မနဲ့ဝေလီဝလင်းချင်းဝန်းကျင်တစ်ခုလုံးကနှင်းတွေပိတ်ဖုံးနေတယ်။ပဲပြုတ်ပူလေးပဲပြုတ်ညောင်မင်းသားရွာအစွန်ဖျားကမနဲ့9နိုင်မတို့ခင်စပြီးတော့ကြားရတယ်။နှခွန်းအော်လိုက်ပြီးတာနဲ့အတန်ပြောက်သွားတယ်။ပဲပြုတ်တဲ့မအေးမြိုင်တယောက်မနဲ့စောစောခိုက်တုံအောင်ချမ်းနေတဲ့ချိန်နွေထွေးမနေရညောင်မင်းသားရွာနဲ့ကန်လှရွာဆက်ထားတဲ့တာလန်းမပေါ်မှာပဲပြုတ်တောင်ရွက်ပြီးတော့ကန်လှရွာကိုရှောက်နေတာလေသမားကိုင်းသမားတွေလေယာလုပ်ငန်းဝင်မသွားခဲ့မှာပဲအစာပြေစားတတ်ကြတယ်ထမင်းချမ်းထမင်းကျော်ပဲပြုတ်ပူလေးကိုတခုံတမက်ပဲဝယ်စားကြတယ်ဒါကြောင့်ပဲညောင်မင်းတော်ရွာမှာနေတဲ့မအေးနိုင်တယောက်9နိုင်ဝန်းကျင်ကန်လှရွာကိုတုတ်ချေတင်သွားနေတာညောင်မင်းတော်ရွာမှာပဲပြုတ်တဲ့တယောက်ရှိတာမလို့မအေးမြိုင်ကညောင်မင်းသားရွာနဲ့မိုင်းဝက်ခန့်တော်မဝေးတဲ့ကန်လှော့ရမှာသွားရောက်နေဖောက်တယ်ရနေတာမလို့နေထန်းတစ်ပြားမရောက်ခင်ပဲပြုတ်ကုန်ပြီးတော့ရွာကိုတောင်ပြန်လာနိုင်ပြီဖြစ်ပါတယ်။ရွေရောမိုးရောဆောင်ရောမအေးမြိုင်တယောက်ကန်လှရွာကိုအမိတဟဲပြုတ်ပြီးပဲပြုတ်ရောက်လာခဲ့တာကိုဖေတင်ရဲ့ဖခင်ကြီးဆုံးပြီးတဲ့နှစ်မလို့တစ်နှစ်ခွဲကျော်ကြာခဲ့ပြီအိမ်တော်မကြခင်အပြူဘွားကမိခင်ကြီးရဲ့လက်ငုပ်ပဲကြုတ်ရောင်ခြင်းကိုညောင်မင်းသားရွာမှာပဲလှည့်ပတ်ရောင်းခဲ့တယ်။မအေးမြိုင်အသက်19နှစ်ရောက်တယော်နဲ့နေတဲ့ဖေတင်နဲ့အိမ်တော်ပြုတ်ခဲ့တယ်။အိမ်တော်ပြုတ်တဲ့နှစ်မှာမိခင်မူဆိုမကြီးကွယ်လွန်သွားတဲ့အတွက်မအေးမြိုင်လည်းခင်မွန်းဖြစ်သူအိမ်ကိုရောက်သွားခဲ့တယ်။အဲဒီချိန်ခင်မွန်းဖြစ်သူကမိဘပိုင်လေ6ဧကကိုလောက်ကင်နေအိမ်တော်တက်2နှစ်ရှိလို့တာအုပ်လေးရတဲ့နှစ်မှာခင်မွန်းဖြစ်သူရဲ့မိခင်အိပ်ရတဲ့လဲတာကြောင့်စိတ်ကူရတယ်။ယောဂကကာလတာရှိတဲ့အတွက်လက်တအေးကားပြီးတအေးကားရောက်ပြီးကုသပြီးမြဲပြန်ကောင်းမလာဘဲနဲ့အသက်ဆုံးသွားတယ်။လေ3အေးကနွားလေးတစ်စီးနွားတစ်ရှင်းသာကျန်ခဲ့တယ်။နောက်တစ်နေ့ချပြီးခင်မုန်းဖြစ်သူရဲ့ဖခင်အိပ်ရတဲ့မှာလဲတယ်။ဒါကြောင့်ပဲနောက်ထပ်ဆေးကူတာလိုက်တဲ့အတွက်ကြံနေတဲ့လေ3အေးကကုန်သွားတယ်။ဒါကြောင့်လှဲနဲ့နွားသာကျန်ခဲ့ပါတယ်။ဖခင်ကြီးလည်းဆုံးပါသွားပြန်တယ်။အဲ့ခါမှာအိမ်အောင်ကြားမှမရောက်မဲရထားတဲ့ပဲပြုတ်တောင်ကိုပြန်ပြီးတော့ရွေးရတယ်။ခင်မွန်ဖြစ်သူကနွားတစ်ချင်းလှဲတစ်စီးကိုလေပိုင်ရှိသူကနှိတ်ချုံနဲ့ငှားရမ်းထားပြီးတော့သူ့ကိုယ်တိုင်လည်းတရင်ကဝင်လုပ်တယ်။မအေးမြိုင်ပဲပြုတ်ရောက်မယ်ဆိုတော့ညောင်မင်းသားရွာမှာရောင်းလို့မဖြစ်ဘူး။သူ့မရောင်းတဲ့ရက်တွေမှာရွာလေကမန်းနုတင်ကပဲပြုတ်ရောက်ခဲ့တယ်။ဒါကြောင့်ပဲပြုတ်တယ်မရှိတဲ့ရွာနဲ့လေတိတ်မိုးလာတဲ့ကန်လှရွာမှာသွားရောက်ရန်ဆုံးဖြတ်ပြီးတော့ရောင်းခဲ့တာအခုဆိုရင်တော့ဖောက်တင်များစွာရှိလာတဲ့အတွက်ပဲပြုတ်တောင်ကရွာတပက်လေတာနဲ့ကုန်သွားပါတယ်အိမ်အောင်တက်9နှစ်တွင်မှာသားတယောက်သမီးတယောက်ထုံးကားခဲ့တယ်အိမ်မှာကိုဖေတင်ရဲ့မှအပြိုကြီးရှိတာကြောင့်ချက်ရေးပြိုရင်းနဲ့သားသမီး2ယောက်အတွက်လည်းစိတ်ချရတယ်ဒီနေ့မှအေးမြိုင်ကန်လှရွာကပြန်အနေငယ်နောက်ကြတယ်တပတ်လုံးအကျွေးယူပြီးတော့ဝယ်ထားတဲ့အိမ်တွေကိုအကျွေးလှက်ပတ်တောင်းနေရတယ်အကျွေးကိုတပတ်ထက်ပိုပြီးမထားနိုင်အဲ့ဒီငွေကိုပြန်စုပ်ပြီးတော့မြို့ကိုသွားပြီးတော့သတော်ဘဲတွေကိုဝယ်ထားရတယ်မြို့နဲ့အနေငယ်လှမ်းတာကြောင့်ရက်ချားလည်းမတော်နိုင်တပတ်ရောင်းရန်တစ်ခေါက်လည်းသွားပြီးတော့ဝယ်ထားရတာရွာကနေမြို့တီကားလမ်းပေါက်တာကြောင့်မြင်းလဲနဲ့သွားအပြန်လုပ်ကြတယ်။ပဲတမျိုးလေးဆိုရင်တော့မြင်းလဲကိသွားပြီးတော့မြင်းလဲကပြီးလို့ဝယ်ခိုင်းရတယ်။တပတ်စာအိမ်အတွက်လိုတာဝယ်ဖြစ်ရန်အင်းစားဝယ်ရန်မတော်မဖြစ်တော့ခြင်းဖြစ်ပြီးဒါကြောင့်ပဲပဲပြုတ်အကျိုးဝယ်သူတွေကိုတပတ်တွင်းမယ်ပေးမယ်ဆိုမှကရောက်မယ်ပြောပြီးရောင်းပေးခဲ့တာ။မနက်စာစားပြီးတော့မြို့ကိုဈေးဝယ်သွားရနေ့တနာရီခန့်အိမ်ပြန်ရောက်လာတယ်။ဈေးတစ်ခေါက်သွားပြီးလို့ပြန်လာရင်တပတ်စာအိမ်အတွက်ရောပဲပြုတ်ရောင်ရအတွက်ပါပြည့်စုံသွားပြီဖြစ်ပါတယ်။ကန်လှရွာသားတာစိန်တယောက်စပားတွေရေးသိမ်းပြီးအချိန်မီကိုင်းတိနံပြန်ဆိုင်နိုင်ရန်ရွေးပြက်တွေကိုခုတ်ရှင်းနေတာ9ရက်ကျော်ခဲ့ပြီ။ညကလာစမ်း9ရက်လာဝင်သွားမှရွေးပြက်ခုတ်ချင်းကိုနားလိုက်တယ်။တေအေးကကိုတယောက်တည်းမနဲ့ညမနာမနေခုတ်ရှင်းရတေအေးကကို3ရက်တောင်မခုတ်ရဘဲနဲ့
9 ဧကရှိတဲ့လေကွင်းတဝက်ကျော်မြောက်ခုတ်ရှင်းပြီးရိုးပြက်တွေကိုခုတ်ရှင်းပြီးတော့3 ရက်နေလန်းကထုံကျင်းနဲ့ဆွဲပြီးတော့မနဲ့စောစောမရှိရတယ်ခုတ်ထားတဲ့ရိုးပြက်တွေက3 ရက်နေပြလိုက်တာနဲ့6 သွေးသွားပြီးဖြစ်ပါတယ်တိုင်းခုတ်တာကောင်းရင်လူမပန်းမနဲ့တတ်တာတယ်ဒီညသူလုံးဝမအိပ်ရသေးဘူးညကဓာဝင်ကသာစိန်နိုင်ဝန်းကျင်မှာအလုတ်ကိုသိမ်းပြီးတော့ရေချိုးဝစ်စားလဲအိမ်ကိုမပြန်မဲနဲ့ရွာတွေကနာရီအိမ်ကိုနှမ်းမိလာခဲ့တာနာရီအိမ်မှာဖေးဝိုင်းကောင်းတာကြောင့်လူစီတယ်လို့ဝိုင်းကြီးတွေ3 ဝိုင်းဖြစ်နေတယ်တာစိန်လဲအိမ်မပြန်မဲနဲ့ဖေးဝိုင်းနဲ့ကိုတွားပြီးတော့ကိတ်ခတ်တယ်2 နာရီခန့်ရောက်မှာတော့သူ့အနီးကနေလူတယောက်ထွက်သွားတာကြောင့်အဲ့လူနေရာကိုအစားထိုးဝင်ထိုင်လိုက်တယ်မနက်4 နာရီခွဲ5 နာရီဝန်းကျင်မှာတော့ဝိုင်းအားလုံးကိုတင်ရတယ်ကန်လာအိတ်ထဲမှာပတ်စံအစားတတလောက်ပွားသွားတယ်ဒီညနိုင်အိမ်နောက်ဆုံးညဖြစ်လို့စောစောအလုပ်သိမ်းပြီးနိုင်လာတဲ့ပတ်စံကိုပွားတဲ့ပွားအောင်လို့လုံးမယ်လို့ဆုံးဖြတ်ထားတာဖဲရရင်နဲ့အနီးမှာရက်ကိုအသင့်ထားတာမလို့အမီးမပါပဲတစ်ခွက်ပြီးတစ်ခွက်တောက်လိုက်ရမိုးလေးလို့ဝိုင်းသိမ့်တဲ့ချိန်အမူးမပြေပဲနဲ့ရေချိန်ကိုက်နေတယ်တာစိန်နဲ့2 ယောက်3 ယောက်ကလွဲပြီးတော့ဖဲရိုက်သူတော်တော်များများဝိုင်းပြီးမှပဲမုံမုံနဲ့ထိုးအိမ်နေကြတယ်တာစိန်ကလေကုန်းနဲ့တန်းပြီးပြန်လာတယ်လေကုန်းထဲမှာနေခင်းမှာနေခွေရန်ယာယီတဲလေးစောက်ထားတဲ့အတွက်တဲမှာခဏအိမ်အောင်မယ်လို့ဆုံးဖြတ်ထားတာပဲပြို့တာစိန်တယောက်ရွာကထွက်ရွာနဲ့ဂိုက်တရာလောက်ကွာမှာပဲပြို့တဲ့ရဲ့အုတ်ထံကိုကြားလိုက်ရတယ်အတန်နာကြားပြီးတော့လူကိုမတွေ့ရသေးဘူးဝင်းကျင်တစ်ခွင်လုံးနှင်းမြူတွေအုံစားနေတယ်လွန်ခဲ့တဲ့10 ရက်ခန့်ကပဲပြို့တဲ့ဘေးကနေသူ့တစ်ချိန်ဖြတ်ဖူးတယ်ပဲပြို့တဲ့ကအသက်အစိတ်ဝန်းကျင်လုံကြီးပေါက်လာညိုကြောချောသူလို့အဲ့ဒီချိန်ကလေးကအတိမတ်ပြုတ်ခဲ့တယ်ရွာကိုညောင်မင်းသားရွာကပဲပြို့တဲ့တယောက်နေ့စဉ်မနက်တိုင်းလာရောက်တာကိုတော့သိတယ်တိတိဆန်နိုင်တော့မစုံဘူးတစ်ခါမှလည်းသူကိုယ်တိုင်ပဲပြို့ကိုမွေဘူးဇနီးဖြစ်သူဝဲကျွေးလို့မကြာခဏစားဘူးတယ်ဒါကြောင့်ပဲပြို့ကိုဖြူလားမဲလားဆိုတာသိပေမဲ့ပဲပြို့တဲ့ကိုတော့မသိဘူးအခုတော့လွန်ခဲ့တဲ့ရက်ပိုင်းကတကြိမ်သာတွေ့ဘူးတဲ့ပဲပြုတ်တဲ့ရဲ့အတန်ကိုကြားပြီးနားထဲမှာတာရတယ်လို့မူးမူးနဲ့တွေ့လိုက်တယ်။မအေးမြိုင်ကရွာမဝင်ငယ်မှာပဲပြုတ်လို့2 ကြိမ်3 ကြိမ်ကအော်ပြီးတော့အတန်ပေးတာကသူမပြုတ်နေကြဖြစ်တဲ့မိစ္ဆာတူကအလုပ်ဖြစ်ပါတယ်။သူ့အတန်ကြားမှာဝဲမဲ့သူကအစင်းနဲ့စောင့်နေပါခဏတွင်းမှာပဲရွာအပြင်ထွက်လာတဲ့တာစင်တယောက်ရွာထဲဝင်လာတဲ့မအေးမြိုင်တို့မျက်နှာချင်းဆိုင်ဆုံးတယ်ပေ450လောက်အကွာရောက်မှပဲလူလုံးကွဲစွာတွေ့ရတယ်တာစိတ်မျက်စိထဲမှာအတော်လှတဲ့အမျိုးသမီးပဲလို့အတွေးတွေဖြစ်ပေါ်လာတယ်လို့လမ်းပြအောင်ရှောင်နေတဲ့တာစိတ်ကိုမြင်လိုက်ကလေးကမအေးမြိုင်တယောက်ရင်ထိတ်သွားပါတယ်ဒီအမှုသမားမျက်လုံးတွေကသူ့ကိုစိုက်ကြည့်နေတယ်လို့ထင်ရတယ်ညီမတိတ်လှတယ်ဖဲ့ပါကျုပ်ပဲပြုတ်တော်ရောက်ရအောင်ပဲပဲပြုတ်တတော်ဘလောက်လဲငါအကုန်ဝယ်မယ်မရောဘူးရှင်းဖဲ့ပါကျုပ်អော်လိုက်မယ်ဒီအချိန်ဘသူမှချမ်းလို့ရွာပြင်ထွက်မလာသေးဘူးဒီမှာပတ်စံတောင်းကိုလမ်းဘေးမှာချပြီးတော့ပဲပြုတ်ကိုအချိန်ပေးတာစိန်ကလူကိုဘာမှမလုပ်သေးပဲပတ်စံထုတ်ပြတဲ့အတွက်တကယ်ဝယ်မယ်လို့ထင်လိုက်တာတချို့စပားရိပ်အဖွဲ့တွေကိုအစာပြေကျွေးရန်ပဲပြုတ်ကိုတစ်ပိတ်တာနှစ်ပိတ်တာဝယ်သူတွေရှိတယ်အခုအမှုသမားကလည်းအနည်းဆုံးတစ်ပိတ်တာလောက်ဝယ်ရင်တော့ကောင်းမှာပဲလို့အတွေးဝင်လာတာကြောင့်ပဲပြုတ်တောင်ကိုလမ်းဘေးမှာချလိုက်ပြီးချိန်ဝင်ကိုကောက်လိုက်တယ်တာစိန်ကပဲပြုတ်တောင်ကိုရုတ်တရက်ဆွဲမှပြီးတော့တာပေါ်ကနေအောက်ကိုဆင်းပြေးသွားတယ်တာဆောင်နဲ့လေအဆက်ကပေ30ပေ50နီးပါးလှမ်းတယ်အဲ့ကြမှာကျူပင်တွေကိုင်းမင်တွေချုံပင်တွေများပြားစွာပေါက်နေတာတာစိန်ပဲပြုတ်တောင်ကိုမယူထွက်ပြေးတာကြောင့်မိမိပစ္စည်းပြန်ရလို့စောနဲ့နောက်ကနေပြေးလိုက်ခဲ့ပါတယ်။တိုင်းတော်စနာရောက်တာစိန်ကရက်နေတာကြောင့်မအေးမြနေသွားတယ်။ဘာလုပ်တာလဲ။ပဲပြုတ်တောင်ပြန်ပြီးမင်းကိုချစ်လို့အခုလိုကြမ်းလိုက်တာ။တာစိန်ကအခွင့်အရေးလည်းလို့မခံမနဲ့တာ
ကိုင်းမင်းတွေနီးမှာမအေးမြိုင်ကိုအတင်းဆွဲလှဲပြီးတော့တာမရပြုတ်ကျင်တယ်ဗစက်ကိုလက်တစ်ဖက်နဲ့အတင်းဖိထားတာကြောင့်အော်လို့မရဖြစ်နေတယ်လေယာလုံးနေသူအမိုးသမားရဲ့တန်မာတဲ့ချုပ်ကိုင်မှုအောက်မှာမအေးမြိုင်ကကြာဆုံးသွားပါတယ်စိတ်ရိုင်းဝင်ပြီးတော့တာယာမှုနောက်ကိုအာယုံရောက်သွားတဲ့တာစိန်ကိုမအေးမြိုင်ရဲ့လွတ်နေတဲ့လက်တစ်ဖက်ကကြုံရမှာဆွဲကုတ်ချလိုက်တယ်တာစိန်ရဲ့လက်တစ်ဖက်လက်သေးနဲ့ခုတ်ဆွဲခံလိုက်ရတဲ့အတွက်စုပ်ပြတ်ပြီးတော့သွေးဆုပ်သွားတယ်စောက်ကောင်မှနာကျင်လို့ငါ့ကိုလှုပ်တယ်ဟုတ်လားကဲဟာတိတ်လေဘင်းကိုလက်နှစ်ပတ်နဲ့စုပ်ကန်ပြီးညှက်ကခေါင်းနဲ့မြေကြီးကို3-4ချိန်လောက်ဆွဲဆောင်ပစ်လိုက်တယ်လေဘင်းရိုးလဲကျိုးသွားတယ်လို့နောက်စီလဲကွဲသွားတယ်တောက်ကောင်မှကောင်းမနေတဲ့ကောင်မှတိတ်တာကောင်းတယ်မအေးမြိုင်ပေါ်ခွာထိုင်ရကနေမတ်တက်ရက်လိုက်တယ်အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ပြီးတော့ဘလို့ရှင်းပြရမယ်ဆိုတာစဉ်းစားမရအောင်ဖြစ်နေတယ်ပတ်ဝန်းကျင်ကနှင်းတုမကွဲသေးတာကြောင့်ခလန်လန်တီတအုပ်နဲ့တအူးမမြင်နိုင်သေးဘူးဒါကြောင့်ပဲသိတ်မွေးတော့တဲ့သူ့ရဲ့လေကွင်းတွေကိုတည်သွားရန်ဆုံးဖြတ်ပြီးပဲပြုတ်တောင်ကိုလုံခြုံအောင်ဖွက်ပြီးတော့အသေးကောင်ကြီးရဲ့ခါကိုလက်တစ်ဖက်နဲ့ပွေပြီးကြံလက်တစ်ဖက်ကခန္ဓာကိုယ်ကိုထိမ့်ပြီးတော့လေကွင်းတွေကိုတည်ခဲ့တယ်အလောင်းကောင်ကိုရိုးပြချတဲ့ကိုပြစ်ချလိုက်တယ်ရိုးပြကြောက်တွေဖုံးလိုက်တယ်ဒီကိုယ်လုံးဖောက်ပြီးမှတဲကိုသွားပြီးတော့ထုံချစ်ယူတယ်ထုံချစ်နဲ့လေကွင်းတွေကရိုးပြချောက်တွေကိုစုပုံလိုက်တယ်လူကိုဖုံးထားတဲ့အပုံလေးမှာ5 ပုံပုံတယ်မိမရှို့ခင်ပဲပြုတ်တောင်နေရာကိုပြန်သွားတယ်အဲ့ဒီချိန်မှာနှင်းကွဲစားပြုတ်ပြီးဖြစ်ပေမဲ့နေကမထွက်သေးဘူးပုံဝန်းကျင်ကိုကြည့်လိုက်တော့လမ်းမမှာလူတယောက်မှသွားလာတာမတွေ့ရတာကြောင့်ပဲပြုတ်တောင်ကိုအလောင်းရှိရာကိုယူခဲ့တယ်အဲ့နောက်ရိုးပြက်တွေကိုမိစတင်ရှို့ပါတယ်ရိုးပြက်တွေမိလောင်တယ်လို့လူကိုလည်းလောင်ကျွမ်းနေတယ်တပုံကုံသွားတာနဲ့နောက်တပုံကိုဒီမိပုံကိုပဲဖတ်ပုံပြီးတော့ပဲပြုတ်တွေကိုမိပုံပေါ်တွန်ချတယ်တနင်္လာတွင်မှာလေကွင်းထဲမှာခုတ်ပြီးတော့လှမ်းထားတဲ့ရိုးပြက်တွေကုံတလောက်ရှိသွားပြီမိရှို့ထားတဲ့အလောင်းကဥကောင်းကုန်နဲ့အယိုးအနှင်းငယ်သာကျန်တော့တယ်နေမရှို့ပဲထားတဲ့ပဲပြုတ်တောင်တွေကိုကောက်ထည့်ပြီးတော့ကောက်လှိုင်းပုံညမှာဖွက်ထားလိုက်တယ်ညရောက်မှမြေချင်းတူပြီးတော့ညှုပ်ပြီးရန်ဆုံးဖြတ်ထားတယ်အနီးနားလေကလူတွေရွာတွေကရောက်လာကြတယ်ရိုးပြက်ကိုမိရှို့တာကတော့လဲသမားတိုင်းလိုဖြစ်တာကြောင့်အထူးဆန်းမဟုတ်တော့ဘူးတနေ့တာလေကွင်းထဲမှာလှုပ်ရှားရှိတာလုပ်ပြီးတော့အိမ်ပြန်ကြမယ်အစိမ့်နဲ့သမင်းစားချိန်အိမ်ကိုတင်ရမယ်ဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့လေကွင်းထဲကနေအိမ်ပြန်ရတယ်အိမ်မှာအိပ်ပြီးတော့မနက်လေကွင်းနဲ့လာရမယ်သမင်းတော့ပါမလာရင်ပြန်စားရတယ်ကိုင်းမထွန်ရသေးတာကြောင့်အိမ်ကိုနေချင်းပြန်စားနေကြဖြစ်ပါတယ်ဒီနေ့ညမှာဖဲဝါရောက်နေတဲ့အတွက်မနက်စာအစာပြီးမစားရစိန်နာရီကအလုပ်သိမ်းပြီးတော့အိမ်ပြန်ခဲ့တယ်ခါးကလက်သေးကုတ်ရကအရှိတထွားက2 နေရာနဲ့2 လမ်းမက1 နေရာပေါင်း3 နေရာအင်အားဖြစ်နေကြခဲ့တယ်အလေကချီရကအနှဲငယ်နစ်တယ်သွေးတွေက6တွေ့နေပြီမဲ့ဆက်ပြင်းပြင်းနဲ့နားနေတယ်အရောက်တော့ရေချိုးရံပြင်းနေတော့ဇနီးဖြစ်သူကမြင်သွားတယ်ကိုသားစိတ်ရှင်ခါမှာချီရတွေ3 ခုတောင်ဘလို့ဖြစ်တာလဲညကအာတုဘအိမ်မှာမုံမိုးနဲ့ထရံဘက်ကိုရိုင်းသွားတာဝါထရံစွန်းနဲ့ထိုးမိသွားတာဒီအရေးတွေမတောက်ပါနဲ့လို့ပြောတာကံကောင်းလို့တော့ဘိုက်မပေါက်တာဒဏ်ရာကိုဆေးလေးပါလေးမထည့်ဘူးတာရှင့်အနာကရင်းမဲ့ပုံပဲဖဲဝိုင်းမှာဘသူကလာပြီးတော့ပြုစုမှလဲငါလည်းမုံမိုးနဲ့တွေးတုပ်ပြီးတော့နေလိုက်တာအနာနဲ့အာတုဘကမတည့်ဘူးနော်ဒီညမတော်နဲ့ဟာဘာဆိုင်လို့လဲအာတုဘက3 ရက်ထဲနောက်ဆိုပြီးပြီလေမနေ့ပြန်ရက်လေစွန့်ကြွေးမှာအာတုဘရှိမရှိအနာစိတ်ရှိရင်မတော်ရဘူးတဲ့အဖေတို့မိတို့ကအမြဲပြောတယ်ရှင်လည်းမသိဘူးလားကဲပါငါစီသွားချုပ်လိုက်အောင်မယ်ပြန်လာမှဆက်ပြီးတော့ဒဏ်ရာကိုစိတ်ထဲလို့ရမယ်စိတ်ရှင်ယူထားအောင်ကိုသားစိန်ကခြံတောက်မှာတူးထားတဲ့ရေတွင်းကိုသွားပြီးတော့ရေကိုအားရပါရပဲ
လောင်းချုံနေလိုက်တယ်ခဏကြာတော့ရေချိုးပြီးအိမ်ပေါ်တက်လာတယ်အိမ်မှာလည်းပါစေးမှအစင်လည်းမရှိဘူးသွေးစေးပဲရှိတယ်အနာကိုတော့နည်းနည်းဖြစ်ဖြစ်တိတ်ထားလိုက်ပါမင်းလုပ်ပြီးလေရှေ့ဘက်ကနေတိတ်မမြင်ရဘူးအဝယ်စားမလဲခင်ဒဏ်ရာတွေပေါ်ကိုသွေးစေးအနေငယ်တုပ်လင်းပြလိုက်တယ်ငါနောက်2ရက်လောက်ဆိုကောက်လိုင်းစီတွေလူမခေါ်အောင်လို့စောင့်အိပ်ရတော့မယ်စောင့်အိပ်မယ်ဆိုပြီးတော့ရွာတဲကဖဲဝိုင်းတော့ရောက်မနေနဲ့တော့နွားတွေထားဖို့လုပ်အောင်မိုးရင်းလိုတင်းကုန်းတဲ့အလုံးချုံထားเสียမှာမလိုတာတနက်ဖြင်းတင်းမှာပဲမီးဖို့ဖေးပြီးတော့သိလို့ရတယ်နှစ်တိုင်းလက်ဒီလိုပဲလုပ်နေတာကဲသမင်းခုပ်ပြီးစားတော့ဘာချက်လဲဘူးတီးရဲ့ငါ6ရဲ့ခရမ်းညင်တီးရဲ့တို့တရားကတော့ဘုံညုံပြုတ်ထားတယ်မှတ်မရရဘူးတီးချက်တာ3ရက်ရှိပြီမနှက်ဖြန်မချက်နေတော့မကုံရင်လွှတ်ပြလိုက်ပါဘူးတီးတစ်လုံးစင်ကခွင်းတော့အနည်းဆုံး3နဲ့4နဲ့လောက်ချက်ရတယ်အိမ်နီးနားချင်းကိုပေးအောင်ကလည်းအိမ်နိုင်တဲ့လူကဘူးစင်ရှိကြတာမို့လို့ဘသူ့ကိုမှမပေးဖြစ်ဘူးဒါကြောင့်ဘူးတီးတစ်လုံးခူးလိုက်ရင်ရင်းအဖြစ်အမျိုးမျိုးပုံပုံချက်ပြုတ်စားကြတယ်သားစင်တယောက်ဘူးတီးကိုမုန်းစားပြုတ်နေပြီဖြစ်ပါတယ်ထမင်းစားပြီးရင်နှွေးချက်2ခွက်တောက်ပြီးတော့ကိုပြစ်ပေါ်မှာတုံတုံလှည့်အိတ်လိုက်တယ်အဲဒီကသူ့မျက်လုံးထဲမှာပဲပြုတ်တဲ့ရဲ့ငုံတီးဆက်ဆုပ်တဲ့မျက်နှာကြီးပေါ်လာတယ်ဒါကြောင့်တော်တော်နဲ့အိတ်မရဘူးအပြိုကြီးတယောက်ကလေး2ယောက်ကိုထမင်းဆောင်ကြွေးနဲ့အင်းရှိကိုတမျောမျောဖြစ်နေပါတယ်ကြည့်မေမေကြီးလည်းမလာသေးဘူး4နှစ်ရှိပြီဖြစ်တဲ့သားကထမင်းစားရင်းနဲ့အမေကိုမင်းနေတယ်လို့2နှစ်ရှိပြီဖြစ်တဲ့သမီးငယ်ကလည်းအမေကိုမင်းနေတယ်ကန်လှရွာကိုပဲပြုတ်သွားရောက်ပြီးကြတဲ့ကအိမ်ပြန်မြောက်သေးတာအချိန်ကနေ့လည်ဖြစ်တယ်မောင်ဖြစ်သူဖေတင်ကလည်းဥက္ကန့်စိတ်ထဲမှာတရင်ကဝင်လုံနေတာမလို့ရွာမှာမရှိဘူးလေအိတ်ကများတဲ့ဥက္ကန့်စိတ်ကလေဝင်းထဲမှာတဲထိုးသွားတယ်အဲ့ဒီတဲမှာစပားရိတ်ကလေးကသွားနေတာရွာကိုအကြောင်းကိစ္စရှိလို့တက်လာမှတာသမီးနဲ့ဇနီးဖြစ်သူကိုတွေ့ရန်ဝင်လာတတ်တယ်အခုလိုအချိန်မို့အပြိုကြီးမတင်ဘူးတယောက်ထိုင်ရမလို့ထားရမလို့ထင်းတဲ့ကြောကြောဖြစ်နေတယ်ကလေး2ယောက်ကိုခေါင်းရိပ်အိမ်ကိုကြီးထားရန်အပ်ပြီးတော့ကန်လှရွာကိုလိုက်မေးရန်ဆုံးဖြတ်လိုက်တယ်နေ့လည်ထမင်းကျွေးပြီးတာနဲ့ကလေး2ယောက်ကိုခေါင်းရိပ်အိမ်မှာအပ်ခဲ့ပြီးတော့ကန်လှရွာကိုထွက်ခဲ့ပါတယ်ရွာဝန်ထမ်းနဲ့ဒီနေ့ပဲပြုတ်ရောင်မှုအတွက်ရွာကိုရောက်မလာဘူးလို့သာကြားရတယ်ရွာလေထိရောက်ပြီမဲ့လိုက်မေးပြီမဲ့လေပဲပြုတ်တယ်လာမရောက်ဘူးလို့သာအဖြစ်ရခဲ့တယ်မနက်4 နာရီခွဲကလေးကရွာကထွက်သွားတာဘယ်ကိုရောက်သွားလဲဆိုတာမစင်စားတတ်ဘူးပဲပြုတ်ကျွေးတွေတောင်းပြီးတော့မြို့မှာမနေ့ကတည်းကသွားပြီးတော့ဝယ်ထားပြီးမို့လို့မြို့ကိုသွားစရာလည်းအကြောင်းမရှိဘူးဒါကြောင့်သူ့လေတရင်ကလုတ်တဲ့တဲကိုများလိုက်သွားလာလို့ထင်ပြီးတော့မပူတယောက်ကန်လာရွာကညောင်မင်းသားရွာကိုမပြန်သေးဘဲနဲ့ဥကန်စိန်တဲကိုလိုက်သွားခဲ့တယ်ဥကန်စိန်တဲကရွာနဲ့အတော်လှမ်းနေတနင်္ဂနွေခန့်ရှောက်ရတယ်လဲခွင်းထဲမှာမောင်ဖြစ်သူနဲ့တွေ့တော့အကျိုးကြောင့်ပြောပြတယ်ဒါဆိုအမပြန်ရင်တော့ကျွန်တော်ပါတခါလေးလိုက်ခဲ့မယ်ဦးလေးစိန်ကိုသွားအသိပေးလိုက်အောင်မယ်လဲရှင်ဦးကန်စိန်ကိုပြောပြပြီးတော့အမဖြစ်သူနဲ့တူရွာကိုပြန်လာခဲ့တယ်အဲ့ညတညလုံးမအိပ်ဖက်နဲ့ထိုင်ဆောင်နေပြီမဲ့မအေးမြိုင်တယောက်အိမ်ကိုပြန်ရောက်မလားမနက်မိုးလင်းတော့ကိုဖေတင်တယောက်မအေးမြိုင်ပြောင်းနေတဲ့အကြောင်းရဲစခန်းကိုသွားတိုင်တာကြောင့်ရဲ3ယောက်လိုက်လာပြီးကာယကံရှင်တွေကိုအသေးချာမေးပြီးတော့လိုက်ဆောင်တယ်မတင်ကားစရာဘာမှမတွေ့ဘူးဆိုပြီး3နိုင်ခန့်ကြောင်းရွာနေရာမှာလိုက်လံစစ်မေးပြီးတော့စခန်းကိုပြန်သွားကြတယ်လမ်းနဲ့မနီးမွေးမှရှိတဲ့လေပိုင်ရှင်တွေကိုလိုက်ပြီးမေးမြန်းစုံစမ်းတယ်။တာစိန်တဲကိုရောက်လာပြီးမေးတယ်။တာစိန်က2ညရှိပြီးအာတပိုင်ကဖေးဝိုင်းမှာမိုးလင်းအောင်ထိုင်ခဲ့တာ။ဝိုင်းသိမ့်ပြီးမှတဲကိုပြန်တဲ့အကြောင်းရှင်းပြတာကြောင့်နိုင်ရေးအိမ်ကိုလိုက်သွားပြီးမေးမြန်းစုံစမ်းရာနိုင်ရေးအိမ်ကလည်းတာစိန်ပြန်တဲ့ချိန်ကိုအသေးချာမသိပေမဲ့တညလုံးဖေးဝိုင်းမှာရှိတဲ့အကြောင်းမိုးလင်းလို့နေထွက်မှပြန်သွားတဲ့အကြောင်းရဲတွေကိုပြပြလိုက်လို့အေးမြန်ပြောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတာစိန်ကိုမသိငါမဖြစ်တော့ဘဲနဲ့ရဲတွေလည်းပြန်သွားကြပါတယ်ရဲတွေရောက်လာတော့တာစိန်တယောက်အင်းကြီးဝတ်ထားတဲ့အတွက်ခါခါတန်ရံကိုတွေ့မတော့ဘူး
နေရာကသွေးစည်းထည့်ပေမဲ့ပြောက်မသွားပဲနဲ့ဒီဒေသပြုတ်နေပြီးနားလဲနာတယ်ကားကိုလှည့်ရင်အနာကတဆစ်စစ်နာတယ်ဇနီးတဲ့ပြောတယ်လို့အာသူဘအိမ်နဲ့အနာမတက်လို့များပို့ပြီးတော့ရင်းလာသလားလို့အတွေးဝင်မိတယ်အနာချင်းတွေကစိုးလာတယ်လို့ပဲစိတ်ကထင်လာမိတာဒါကြောင့်တာစိန်အိမ်မှာမနေတော့ဘဲနဲ့နွားနှကောင်ဆွဲပြီးတော့အိမ်မှာနေရန်ပြောင်းလာတယ်ပြီးကြတဲ့ညကနားရေးအိမ်မသွားခင်မီးမလောင်မကြံခဲ့တဲ့အယိုးတွေနဲ့ခေါင်းငုံကိုဦးထက်ကြီးလက်ထိတ်နဲ့ကိုင်းမြစနာမှာတူးပြီးတော့မြေမြုပ်ပစ်လိုက်တယ်အားလုံးမတင်ကားပေါ်ရမှန်သမျှရှင်းလင်းထားပြီးပြီမို့လို့မအေးမြန်ပြောတဲ့ကိစ္စသူ့ကိုထင်စရာမရှိတော့ဘူးပဲပြုတ်တယ်မအေးမြန်ဆုံးပြီး၃ရက်မြောက်နေ့မှာတော့ကိုတာစိန်တဲကိုပြောင်းနေလိုက်ပါတယ်အညာကတဲမှာအိမ်မှာသူ့လိုပဲကောင်းတိုင်းတွေစောင့်အရာလေသမားတွေဝင်းထဲမှာယာယီတဲထိုးပြီးတော့အိတ်ကြတယ်ကိုတာစိန်နဲ့ဂိုက်100ခန်းကွာမှာဥချက်ကြီးတဲရှိတယ်ပေ150ခန်းကွာမှာဥပြူတဲရှိတယ်အဲ့တဲနဲ့တိတ်မဝေးတာကြောင့်ညမူညရာအကူကြီးရတယ်မိုးချိုးလို့စားတော့ပြီးတာနဲ့ဥပြူတယောက်ကိုတာစိန်တဲကိုလာပြီးတော့ရေနွေးချမ်းအုပ်တယ်လို့တအုပ်ကောင်ထိုင်တော့ပြီးစကားပြောရာအိတ်ချိန်ရောက်မှပဲပြန်သွားတတ်တယ်အခုနှစ်မှာတော့တာစိန်တယောက်တဲကိုပြောင်းလာပြီးဖြစ်ပေမဲ့လည်းဥပြူကစဘာရေးလက်ဆံမလို့ပြောင်းမလာသေးဘူးသူ့ရဲ့6ဧကရှိတဲ့လက်တဝက်ခန့်ရေးပြီးမှသာပြောင်းလာမယ်ထင်ပါတယ်ညကတော့ရတတာနဲ့မျက်လုံးကြောင်ပြီးအိတ်လို့မပြောဖြစ်နေတာနားထဲမှာပဲပြုတ်တယ်မရဲ့ပဲပြုတ်အော်တန်ကသာအချိန်မီကြားနေရတယ်အတန်ကတူးရကနေကျဲလာတယ်အနားမှာကတ်အော်တယ်လို့ကြားနေရတာတကောင်ကျော်မှမိကနေအိတ်ပြောသွားတယ်ပဲပြုတ်ပူပူလေးဆူဆူရှက်ရှက်အော်လိုက်တဲ့တန်ကြောင့်အိမ်မောကျနေရကနေတာစိန်လို့သွားတယ်အရှူရှူနဲ့အိတ်ပြောနေတဲ့နွားနှကောင်ကလည်းရုတ်တရက်ရက်ပြီးနှာမှုတ်တယ်တဲဝါမှာပဲပြုတ်တောင်ရွတ်ထားတဲ့မိမကိုမြင်နေရတယ်လာဆန်း17ရက်လကဝင်တော့မယ်ပဲပြုတ်တဲ့ကိုခက်မဲမဲနေထားနဲ့မြင်လိုက်ရတာမလို့ထိတ်လန့်ပြီးတော့အိယာကထားလိုက်တယ်တရေမကကြောက်တက်တာကြောင့်လူတယောက်ကိုသူ့အေးအေးနဲ့တက်ပြီးမီးရှို့အလောင်းဖြတ်ခဲ့တဲ့အနီးနားမှာပဲအထိတ်တလန့်မရှိနေခဲ့တဲ့တရေဆိုဂျုံနဲ့လာလို့ထင်ခဲ့တယ်အခုသူ့လက်ချက်နဲ့တေးရတဲ့ပဲပြုတ်တယ်မကသူ့တေဝါကရောက်နေပြီပဲပြုတ်ဝင်မယ်ဆိုမဝယ်ဘူးသွားဖတ်သွားမသွားဘူးဝယ်မယ်လို့ပြောထားလို့ဝင်လာတာဘလောက်ဖို့ဝယ်မှလဲမဝယ်ဘူးအခုငါတဲကထွက်သွားပဲပြုတ်ပူပူလေးတစ်ချက်အောက်អော်လိုက်ပြီးတော့ပျောက်သွားတယ်ဒီတရေမလောက်တာနဲ့လူတွေကြားကုန်တော့မှာပဲတော်သေးတယ်အနည်းနာကတဲဒီမှာလူမနေသေးတာတကယ်တော့ပဲပြုတ်အော်တန်ကိုသူ့ကလွဲပြီးတော့ဘသူမှမကြားနိုင်ဘူးခေါင်းချပြီးပြန်အိမ်မဲ့ပြလိုက်တော့ဆွဆွငယ်ငယ်ဦးလိုက်တဲ့ခွေးဦးတန်ကတာလန်ပေးကိုင်းတော်ဆက်ကနေဖတ်ပေါ်လာတယ်ဒီနီနာမှာခွေးဆိုလို့တကောင်မှမမြင်ဘူးညဘက်ရွာတွေကထွက်လာတဲ့ခွေးပဲဖြစ်လိမ့်မယ်ဘာကိုမြင်ပြီးတော့ဆွဆွငယ်ငယ်ဦးနေရတာလဲဆိုတာမသိဘူးတန်ရှည်ဆွဲပြီးဦးနေတာပဲပြုတ်ပူပူလေးလာပြန်ပြီပဲပြုတ်အော်ရနံပြပြတတ်ကြားလိုက်ရတယ်ဒီကနေ့ပဲပြုတ်ရောင်ရန်စိတ်ဆွဲလန်းပြီးတော့ရောင်းနေခြင်းဖြစ်မယ်လို့တွေးပြီးအိပ်ပျော်အောင်ကြိုးစားတယ်အချိန်က3နာရီခန့်သာရှိသေးတယ်နောက်ထပ်ခွေးဥတန်လည်းမကြားတော့ဘဲနဲ့ပဲပြုတ်အော်ရောင်းတယ်လည်းမကြားတော့မှတာစိန်တယောက်ပြန်အိပ်ပျော်သွားပါတယ်နေထွက်လာမှပဲတာစိန်နိုးလာတယ်ခါကနာကပိုရင်းလာသလိုပြည်တွေကလည်းတဲလာတယ်ခါကိုမလှုပ်ချင်အောင်နားနေတာကြောင့်ရိုးပြန်ငုံတို့ဆက်ပြီးတော့မခုံနိုင်ဖြစ်နေတယ်ရိုးပြန်မခုံနိုင်ရင်ကောက်ရိတ်ထားတဲ့စပားတွေကိုလိုက်စီးရမယ်ကောက်လိုင်းစီးတွေတလိန်တွေကိုတဲသွင်းပြီးတော့ရိုးပြန်ငုံတွေကိုဓာချမ်းလုံးနဲ့လှိမ်းမောင်းလိုက်ရင်အပင်ရင်းကကျိုးကျပြီးတော့2ရက်3ရက်လောက်ကြာရင်တော့ခြောက်ပြီးတော့တေကုန်မယ်အဲ့ချိန်ရိုးပြက်တွေကိုမီးရှို့လိုက်ရင်လူနဲ့ခုတ်ထားပြီးမပြောင်းဝင်မဲ့ထွန်ရက်စိုက်ပြီးတော့ရသေးတယ်ဒါကြောင့်ပဲနေလုံးထန်းတပြားတတဆိုစပားပုံနေနဲ့နှင်းဆက်တွေအူရှင်ရောက်လွင့်ပြေကုန်လိမ့်မယ်အဲ့ဒီအချိန်မှာနားနေလောက်ကိုဘေးချိတ်ပြီးတော့
ကောက်လိုက်စီးမယ်လို့ဆုံးဖြတ်ထားပါတယ်မနက်9နာရီဝန်းကျင်ကနှင်းတွေ6ပြီးမှန်းကလေကွင်းတွေကိုထွက်ခဲ့တယ်ရိတ်ထားတဲ့စပါးတွေကိုလိုက်စီးတယ်ကောက်လိုက်14 5လိုက်ရတယ်ဆက်မစီးနိုင်တော့ဘူးခါကုံလိုက်ခါဆန်းလိုက်နဲ့အနာကမခံမရနိုင်အောင်နားလာတယ်တဲကိုပြန်ပြီးတော့ထိုင်နေလိုက်ပါတယ်ကြက်ကြမထိုင်နိုင်ပဲတုံးလုံးလှည့်ပြီးနေရတယ်လက်သေးကုတ်တန်ရကိုစိတ်ယုံစေကန်လည်းမပြပဲအိမ်မှာပဲထဲစရာဆေးမရှိရင်အနာကအရေးတရွရွနဲ့ဖြစ်လာတယ်မိခင်တမင်းပြန်စားပြီးတော့အိမ်မှာကြကြမနေပဲညစာအတွက်ဂျိုင်းနဲ့ထည့်ပြီးတော့ပြန်လာခဲ့တယ်တဲပေါ်မှာလည်းထိုင်ပြီးတော့မနေနိုင်လှည့်ပြီးနေရတယ်အိမ်မှာကြကြမနေတာကဇနီးတွေပြောလိုက်တဲ့စကားကြောင့်ဖြစ်ပါတယ်မနက်9နာရီမတိုးခင်ရွာထဲမှာပြုတ်တဲ့အော်တန်ကိုကြားတဲ့လူတွေလှမ်းကော်တာဘယ်သူမှမရှိပဲကြားရတယ်တဲ့မင်းတို့ကအိမ်တကားမဖွင့်မနဲ့အထက်ကခေါ်တာဖြစ်မှာပါမဟုတ်ဘူးရွာတွေကသူ့အော်တန်ကြားလို့ဖွင့်ပြီးစောင့်နေကြတာအိမ်ရှိကအော်တန်ကြားလိုက်ပြီးလူမတွေ့ဘူးတဲ့တချို့ကမကြားဘဲနဲ့လွန်သွားတယ်ထင်လို့ချမ်းမင်းကကြည့်တာဘယ်သူမှမတွေးကြဘူးတဲ့ပဲပြုတ်တဲ့မိန်းကလေးကိုတယောက်ကတက်ပြစ်လိုက်ပြီလို့ထင်တာပဲမင်းကတော့ကွာအထိန်နဲ့ရှောက်ပြောနေပြန်ပြီသူများကိုရှောက်မပြောနဲ့ကွာတော်ကြဘာကြောင့်သိပြီလို့ပြောတာလဲဆိုပြီးတော့ရဲတွေတူကြီးတွေကအမေးမြန်းထူလာလိမ့်မယ်ပဲပြုတ်တဲ့အသက်ခင်ရတယ်လို့ကန်လှရွာသားတွေကပြောကြပြီးသူ့မလုံးမလဲဖြစ်လာပြီးတော့သမင်းညိတ်ဆွဲကတဲကိုပြန်လာခဲ့ပါတယ်တနေ့လုံးနွားရည်တိုင်းအစာထဲကျွေးတာကလွဲပြီးလေပေါ်ထဲကိုမဆင်းတော့ဘူးညနေဘက်ကိုရောက်လာတယ်ဦးပြူတယောက်တာစိန်တဲကိုအပြန်လှည့်ဝင်လာတယ်ဟာတာစိန်စောစောစီစီကြောခင်းလို့ပါလားခါနာလို့ကြောဆက်နေတာဦးပြူရေညဘက်အိပ်ရင်ငါလေကောတွေကိုပါကြည့်ရှုပြီးအိပ်ပါကွာဟုတ်လားမနေ့ပြန်ညငါတိတ်ကိုပြောင်းလာမယ်စိတ်ချဗျာမအိတ်ခင်ရောအိတ်ညာကနိုးတဲ့ချိန်ရောကြည့်ပေးမယ်စိတ်ချသွားဒါနဲ့မင်းနေရောကောင်းရဲ့လားမင်းမျက်နှာဖြူပွဲဖြူရောဖြစ်နေသလားလို့နေကောင်းပါတယ်ခါနေနေနာလို့စိတ်မကြည်ဖြစ်နေတာတိုင်းဝင်ရတော့မယ်ကွာခါနာတာကိုဆေးလီဝါလေးနဲ့ကုအောင်လေကွာတော့ကြနာတာရှည်ဖြစ်သွားအောင်မယ်ရပါတယ်ဗျာတရက်နှစ်ရက်ဆိုရင်တော့ပျောက်သွားမှာပါအေးကွာဂယုဆိုင်နေအောင်ဦးလေးသွားမယ်ဟုတ်ကဲ့ပါဦးပြူတဲကနေပြန်ထွက်သွားတယ်အချိန်က9နာရီခွဲရှိပြီပါလာတဲ့ထမင်းကိုစားကျင်တယ်မရှိတော့ဘူးတေချင်းဆိုမှကွာတီတာတော့မှကောင်းကောင်းမသိဘူးငါ့ကိုဒုက္ခပေးသွားလိုက်တယ်အာကောင်းကင်မှာလာရောက်ထွက်နေပြီးအချိန်က6နာရီခွဲပြီးအပေါ်သွားခြင်းစိဖြစ်ပေါ်လာတဲ့အတွက်ဓမီယူပြီးတော့တဲဘော်ကကိုထိမ့်မိစင်းနေတဲနောက်ဘက်ကိုထွက်လာတယ်ဟင်တရဲမပိတ်ပြုတ်တောင်ခေါင်းပေါ်ရွတ်ထားတဲ့တရဲမကနောက်မှာရက်နေတယ်တရဲမကြောင့်အပေါ်သွားခြင်းစိပျောက်သွားပြီးတဲတဲဝင်ရန်ပြန်ပြီးတော့လှည့်လိုက်တယ်ပဲပြုတ်ဝင်မလို့ဆိုရှင်ခေါ်လို့လာခဲ့တာရှင်ဝင်မယ်ဆိုမဝယ်ဘူးသွားတရဲမမလာနဲ့တာစိန်ဘလို့ပဲအော်ထုတ်ပဲပြုတ်တဲ့တရဲမကနောက်ကနေထက်ချက်မကွာလိုက်လာတယ်နွားနှကောင်ကရုတ်တရက်လက်ပြီးတော့နှောင်မုတ်ခါခြေတိုင်ကနေယုံနေတယ်ငါနွားတွေလက်ကုန်ပြီးသွားတာစိန်ကသုံးပေကမြင့်နဲ့နှစ်ယောက်အိတ်တတာကျဲတဲ့ယာယီတဲလေးပေါ်ကိုတက်လိုက်တယ်တရဲမကနောက်ကလိုက်တက်မလာဘဲနဲ့ဝါချမ်းပေါ်တင်မလွဲထန်လိုက်ပြီးတော့ခေါင်းပေါ်ကပဲပြုတ်တောင်ကိုချလိုက်ပါတယ်ပဲပြုတ်ပူလေးဘလောက်ရှိမှလဲပြောလေပြောပဲပြုတ်တောင်ပေါ်ကဖုံးထားတဲ့ပိစကိုဆွဲပြီးတော့လှက်လိုက်တယ်ဟင်ခေါင်းကုန်ကြီးပဲပြုတ်တယ်ကိုမီးရှို့ပြီးမြုပ်ထားတဲ့ခေါင်းကုန်အယိုးတွေတောင်းနေမှတွေ့လိုက်တယ်တောင်းတဲ့တူတခါတည်းမြုပ်ခဲ့တဲ့ပစ္စည်းအလုံးတရဲမစီရောက်နေတာသွားတရဲမထွက်သွားငါထပ်သွားရင်နင်းလဲသိမှာပဲငါကုတ်လိုက်တဲ့နာကရင်းနေပြီးမနဲ့မိုးမလင်းခင်နင်းသေးတော့မှာငါ့ကိုအနိုင်ကြည့်ပြီးတော့တက်ခဲ့တာလူမသိလို့နင်းလွတ်မယ်ထင်လားမနဲ့လင်းနာနဲ့နင်းအကြောင်းကလူတွေသိရမယ်နင်းမသိမချင်းငါနင်းနာကနေဘေးမှမသွားဘူး
နေနဲ့အတူတူအိတ်မယ်သွားတော့မလာနဲ့တရေမှသွားဒါစိန်လေကြောက်ကြောက်လန့်လန့်နဲ့တဲဘော်ကခုံစင်းနေသူ့နောက်ကထရန်ပွင့်ပြီးတော့လူမအရှိန်နဲ့ပြစ်ကျသွားပါတယ်ချက်ချင်းထပြီးတော့တာလန်ဘက်ကိုပြေးတယ်လေကွင်းဆက်ဆုံးကိုင်းတော်ဆက်ကိုရောက်သွားတော့ရှေ့မှာရက်နေတဲ့ပေပြုတ်တဲ့တရေမကိုတွေ့လိုက်ရပြန်ပါတယ်ကြောက်ပါပြီခွင့်လို့ပါခွင့်မလို့ဘူးနင်းသေးရမယ်နင်းသေးရမယ်တာဆိုင်ကလေဆက်တိုင်းရှေ့ကိုထွက်ပြေးတယ်ဦးချက်ကြီးလက်ထိတ်ဆက်ကိုရောက်လာတယ်နောက်ကိုကြည့်လိုက်တရေမကိုမမြင်ရတော့ဘူးဒါကြောင့်လည်းတာဆိုင်တရေမနောက်မှာရှိနိုင်တယ်ထင်ပြီးတော့ရှေ့ကိုဆက်လျှောက်လာတယ်သူ့ခြေထောက်တစ်ဖက်ကျုံဝင်သွားပါတယ်သူခြေနှင်းထားတဲ့နေရာကိုကြည့်လိုက်တော့မနေ့ကညပိုင်းပဲပြုတ်တဲ့မရဲ့ခေါင်းနဲ့အယိုးတွေကိုကျင်းတူပြီးမြုပ်ထားတဲ့နေရာဖြစ်ကြောင်းကိုသိလိုက်ရတယ်ဒါကြောင့်ပဲသူ့ဒူးကောင်းထောက်ထိုင်လိုက်ပြီးတော့မြေပွားတွေကိုလက်နဲ့ရက်ထုတ်တယ်သုံးမိနီးပါးနဲ့ရောက်လာတော့တောင်းနဲ့တူပဲပြုတ်တဲ့မရဲ့ဥကောင်းရိုးနဲ့အယိုးတွေကိုတွေ့လိုက်ရတယ်ဟဲ့ဒါဆိုဟိုတရေမှတောင်းတဲ့ကအယိုးတွေကအစ်စ်မဟုတ်ဘူးငါ့ကိုဖန်ဆင်းပြီးတော့၆လှမ်းပြတာဒီတစ်ခါငါ့ကိုချောက်ရင်တော့ဒီအယိုးတွေပြလိုက်မယ်ယူယူမမိုက်ဆုံးဖြတ်ပြီးတော့တောင်းကိုဆွဲမှာကတဲကိုပြန်တက်သွားတယ်တရေမှသူ့တောင်းထဲမှာဘာမှမရှိဘဲနဲ့အယိုးကောင်းတွေအယိုးတွေပြပြီးတော့ငါ့ကိုကြောက်လန့်အောင်လို့လာချောက်နေတာဒီတစ်ခါလာမှပဲခေါင်းအစ်စ်အယိုးစစ်ကိုငါပြလိုက်မယ်လာပြီစေအောင်အဲ့လိုကြုံသွားပြီးတော့ခေါင်းရိုးထည့်ထားတဲ့ပဲပြုတ်တောင်ကိုတဲပေါ်ချိန်ဘက်မှာထားပြီးတော့သူ့အိယာပေါ်တုံလုံးလှည့်ပြီးတော့အိတ်လိုက်တယ်ပြီးပြီးတော်တော်လုံနေရတာကြောင့်အနားကိုအမှတ်တမဲ့ဖြစ်သွားတယ်အိယာပေါ်လှည့်မှအနားကအသေးခိုက်သည်များနာကျင်နေပါတယ်မျက်လုံးမိတ်ပြီးတော့အိတ်လို့မရအောင်နာကျင်လုံးနဲ့အဲ့ချိန်မှာပဲတရေမှတဲပေါ်တက်လာတယ်သူ့ရဲ့ခန္ဓာကိုယ်ပေါ်တက်ထိုင်လိုက်ပြီးတော့သူ့ရဲ့လက်နှစ်ဖက်နဲ့တာဆန်ရဲ့လက်ပင်ကိုအတင်းဆွဲချစ်တယ်တာဆန်တယောက်ရုံရင်းကန်ရင်းနဲ့အသက်ထွက်ပြီးတော့ငြိမ်ချသွားတယ်တရေမှလည်းပျောက်သွားတယ်တာဆန်တယောက်တေဆုံးနေတာကိုဥချက်ကြီးတယောက်တွေ့လိုက်ပါတယ်မနဲ့လေဝင်းနဲ့လာတော့လေထိတ်မှာ3မိနစ်ပါနဲ့တဲ့ကျင်းတူးထားတာကိုတွေ့တာကြောင့်ညဘက်အိတ်တဲ့လေဒီနာချင်းတာဆန်ကိုမေးရန်လာမှအခုလိုတွေ့မြင်ရခြင်းဖြစ်တယ်တောင်းထဲမှာလည်းအယိုးကောင်းတဲ့အယိုးတွေကိုတွေ့ရတယ်ဥချက်ကြီးကအားလုံးကိုအကြောင်းကြားလိုက်တာကြောင့်မိသားစုတွေတဲနီနာချင်းတွေရောက်လာတယ်ရက်ွက်လူကြီးတွေရောက်လာတယ်မကြခင်မှာရဲတွေလည်းရောက်လာတယ်တဲပေါ်မှာတွေ့ရတဲ့တောင်းကပဲရုပ်တဲ့မအေးမြရဲ့တောင်းဖြစ်ကြောင်းနဲ့ဖေမုံဖြစ်သူဖိတ်တင်နဲ့အမဖြစ်သူတို့ကပြောပြတယ်အလောင်းကိုစေးုံသွားပြီးတော့မှုတ်ကွင်းဆရာဝန်ကစစ်ဆေးရာခါကတန်ရာကငမ်းမန်းဝင်ပြီးတော့တေဆုံးရခြင်းဖြစ်ကြောင်းနဲ့ဒီတန်ရာကလက်သေးနဲ့ကုတ်ချစ်ခံထားခြင်းလည်းရှင်းပြတယ်နောက်ဆုံးမှာတော့ပဲရုပ်တဲ့မအေးမြကိုအာရမပြုတော့ပြန်ကိုးခံပြီးလက်သက်နဲ့ကုတ်ချစ်ခြင်းကိုခံလိုက်ရတဲ့အတွက်တက်ပြီးတော့အလောင်းကိုမိရှုခဲ့ခြင်းလို့ဆုံးဖြတ်ရတယ်။ဒါဆိုရင်လေပဲရုပ်တဲ့မအေးမြရဲ့လက်သက်နဲ့ကုတ်ချစ်ခံလိုက်ရတဲ့ဒဏ်ရာကြောင့်အနာရင်းမိပိုးဝင်ကတေဆုံးရခြင်းဖြစ်တယ်လို့ဆရာဝန်တွေကစိတ်မချက်ပေးခဲ့တယ်။ဘယ်လိုပဲဆုံးဖြတ်ပါစေပဲရုပ်တဲ့တရေမရဲ့မကြည်မချမ်းနဲ့လာရောက်ခြောက်လှန့်နေခြင်းကြောင့်အကြောက်လုံးပြီးတော့တေဆုံးရခြင်းလည်းဖြစ်နိုင်ပါတယ်။ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပြီးခဲ့တဲ့ပဲပြုတ်တဲ့တရေမှာဆွဲဇလန်လေးပြီးဆုံးပါပြီ။နားထောင်သူမိတ်ဆွေများလည်းကိုယ်စိတ်နှပြချမ်းသာချမ်းသာတော်မူကြပါစေခင်ဗျာ။မင်္ဂလာပါခင်ဗျာ။ပရလောကဝိတုဇလန်တွေကိုတင်ဆက်ပေးရမယ့်ချိန်ကြာရတော့လာပါပြီ။ဒီညတင်ဆက်ပေးမယ့်ဇလန်လေးကတော့စာရေးသူဧကမင်းရဲ့လမ်းကြုံခေါ်လာမိလို့ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။တောင်းမင်းတို့တငယ်ချင်း3ယောက်စားတော့ဆိုင်တွင်ဘီယာမှာတောင်းနေတယ်။တော်တော်တောင်းမြင့်မင်းကကောင်းမောင်းရအောင်ပါ။3ခွက်ထက်ပုံမတောင်းနဲ့ကွာ။အမီးတော့မများစား။ဟာ3ခွက်ကတော့နဲတယ်ကွာ။4ခွက်ပြအောင်လို့တောင်းမယ်။ထပ်မှာလိုက်ကွာ။ဟာကောင်မင်းရန်ကုန်တိ9နာရီ10နာရီလောက်မောင်းရအောင်ပါ။မူးသွားလို့မဖြစ်ဘူးလေကွာ။ဘီယာတောက်လို့မိုးတယ်ဆိုတဲ့ထုံးစံငါမှမရှိဘူးကွာ။တောက်ပြီးတော့
အပေါ့သွားလိုက်တာနဲ့ပျောက်ကြောပဲဒါနဲ့မင်းထမင်းစားသွားအောင်မလားမစားတော့ဘူးကွာ105မိုင်ကြာမှဝင်စားမယ်အဲ့ဒီအချိန်မှာစားရင်အတော်ပဲကဲဝိုင်းဖက်ကြမယ်ကွာတင်လာတောင်းမြစ်တို့လည်းတစ်ခေါက်ထပ်ပြီးတော့မှားပေးလိုက်ကွာမှားပေးပြီကွာဟိုမှာလာနေပြီဇပွဲတို့ကောင်လေးကဘီယာတစ်ခွက်လာချပေးတယ်ကဲကြီးလေးအကိုတို့ဝိုင်းကိုဘေးသွားဥပဲကွာဟုတ်ကဲ့ပါအကိုဘေးစာရွက်ကိုကြည့်ပြီးတော့တင်လာတယောက်ပတ်စံထုတ်ပြီးတော့ရှင်းလိုက်တယ်ဒါနဲ့မင်းတို့ရန်ကုန်ကိုဘယ်ရက်လောက်ဆင်းလာအောင်မလဲဒီလားတော့ဖြစ်မလာတော့ဘူးကွာရှေ့လိုက်ရောက်ရင်တော့လိုလေးပစ္စည်းဝယ်ဖြစ်ဖို့အတွက်ဆင်းလာခဲ့မယ်ဒါဆိုလဲကြိုပြီးတော့ဖုံးဆက်ကွာဘာလို့မလို့လဲရှောင်းနေမလို့ကွာခွေးကငါတို့စီလာတဲ့2ရက်လုံးတစ်ပြားမှမကုန်အောင်လိုလေးသေးမရှိအိတ်ခံခဲ့တာနော်မမေ့နဲ့လက်ကစတာပါကွာမင်းတို့ကိုအိတ်ခံမှုကြိုတင်ချီးငါထားရအောင်လို့ဒါမရက်ကိုဖုံးဆက်လို့ပြောတာချီးငါရအောင်အချိန်နဲ့စိုးနေပြီပေါ့ဟုတ်လားမင်းကြွေးတာမျိုးမကြောက်လုပ်နေတယ်ကိုစိတ်နဲ့ကိုလာမယ်ကွာအထင်သေးလိုက်တာကွာငါမှကားတစ်စီးလုံးရှိပါသေးတယ်အေးပါမင်းစကားမှတ်တာဒါမှရှောင်းမနေနဲ့တော့ကဲတောင်းမြင်အဲ့ဒီကွက်ဖြတ်ပြီးတော့သွားတော့ကွာအခုချိန်သွားမှ7နာရီလောက်115မှာရောက်မှာတောင်းမြင်လေဘီယာလက်ကျန်ကိုမော်တောက်လိုက်ပြီးတော့ဆိုင်လေးကနေ3ယောက်သားထွက်လာခဲ့ပါတယ်တင်လာတဲ့ခင်ဝင်ကကားတစ်စီးပေါ်တက်ပြီးတော့တောင်းမြင်ကသူ့ကားကိုတက်လိုက်တယ်စားတော့ဆိုင်ကထွက်တော့ည9နာရီခွန်နေပြီတငယ်ချင်းတွေကနေပြီးတော့ပြင်းမနာမှာကားပစ္စည်းရောင်းဆိုင်ဖွင့်ထားပါတယ်တောင်းမြင်ကရုံးကိစ္စနဲ့လာရင်လည်းတငယ်ချင်းတွေရှိတဲ့စီမှာဝင်တက်ခဲ့တယ်မျိုးတွေကထွက်ပြီးတော့အမြန်လမ်းပေါ်ကားကိုမောင်းဝင်လိုက်တယ်နေပြီးတော့ကထွက်တဲ့အဝေးပြေးကားတွေကကားလမ်းပေါ်မှာဥတဟိုဝင်ထွက်နေတယ်နောက်ပိုင်းရောက်လေအဝင်ထွက်ကားတွေပါသွားလိမ့်ဖြစ်ပါတယ်တောင်းမြင့်ရဲ့ဟွန်ဒါကားကအမြန်လမ်းမပေါ်ရောက်နေပြီးတနာရီကီလိုမီတာ80နှုန်းနဲ့မောင်းနှင်လာခဲ့တယ်သူခီးသွားရင်80-80နှုန်းသာပုံမှန်မောင်းပါတယ်လမ်းပေါ်မှာတော့သူတယောက်တည်းလို့ရှိနေတာရှေ့ကားနောက်ကအလှမ်းဝေးတယ်နေတာကိုကားနောက်ကြီးမှန်ကနေကြည့်ပြီးတော့မှန်ရတယ်ကားလေးပါကိုခပ်ဖွားဖွားနေပြီးတော့ဒိုင်ကွက်ကိုမကြာခဏအကိတ်ခတ်ပြီးတော့မောင်းလာခဲ့ပါတယ်အမြန်လို့တဲ့ကားတချို့ကကြော်တက်သွားကြတယ်လမ်းဘေးမှာမီးရောင်မရှိတစ်ခါကြောင်ပြန်လမ်းအညွန့်တွေကြောင့်လင်းတလို့ထင်ရတယ်ဒီခီးကအမြန်လမ်းမကြီးဖွင့်ပြီးမှအကျိန်နဲ့ဆက်ထက်မနဲ့သွားလာခဲ့ပြီးတငယ်ချင်းမိတ်ဆွေမိသားစုတွေနဲ့သွားလာခဲ့တယ်တယောက်တည်းသွားလာတာကတော့ညဘက်ကို9ကောက်တောင်ပြည့်မှမထင်ဘူးနေ့ဘက်ကိုသာအတိကထားပြီးတော့သွားခဲ့တာအချိန်တွေကတနာရီပြီးတနာရီကုန်ဆုံးသွားပါတယ်ဘိုက်ကလည်းဆာလာတယ်လို့ရှိလာတယ်15မိနစ်ခန့်မောင်းရင်တော့စားတောက်ဆိုင်တွေရှိတဲ့115မိုင်ကန်ကိုရောက်တော့မယ်မကြခင်မှာပဲ115မိုင်စခန်းကိုရောက်လာတယ်ကားပါကင်ထိုးရမယ့်နေရာတော့ရှာရတယ်ဒီချိန်ရန်ကုန်ကအထွက်ကားတွေတော်တော်များများဝင်ရက်ပြီးတော့အာဟာရဖြစ်နေကြတယ်ကားထားရမယ့်ဝင်းကြီးတွေအဝေးပြေးကားကြီးတွေနေရာယူထားတယ်တပတ်ကလှည့်မောင်းလိုက်မှပဲကားပါကင်ထိုးရမယ့်နေရာကိုရှာတွေ့သွားပါတယ်ပါကင်ထိုးပြီးကားပေါ်ကဆင်းလိုက်တယ်ဆိုင်ထဲဝင်ခဲ့တယ်စားတောက်ဆိုင်ထဲမဝင်ခင်ဘီယာကြောင့်ပြည့်နေတဲ့စီးအိမ်ကိုတွားပြီးတော့ရှော့ချလိုက်ပါတယ်ရှင်ထဲမှာအရန်ပဲပေါ်သွားတယ်ဘေးစင်မှာလက်စစ်ပြီးတော့တန့်စင်ပြီးဆိုင်ထဲကိုဝင်ခဲ့တယ်ထမင်းကြော်ကိုကြက်အိုဟပ်ပိုင်းနဲ့မှာလိုက်ပြီးတော့အချိန်လင်းနေပြီမို့လို့ဖို့ရဲရလဲစားခြင်းစိတ်မရှိတော့ဘူးထမင်းကြော်ပကံတွေလာချတော့ကြက်အိုချောင်းပကံနဲ့တစ်ဖက်ရည်ချခြင်းတစ်ခွက်ထပ်မှာလိုက်တယ်ထမင်းကြော်နဲ့ကြက်အိုဟပ်ပိုင်းကိုစားပြီးတော့တဝက်ခန့်ကြာမှာပဲကြက်အိုချောင်းကြော်နဲ့တစ်ဖက်ရည်လာချပေးတယ်စားတော့ဆိုင်မှာမိနစ်20စက္ကန့်ကြာသွားပါတယ်ပတ်စံရှင်းပြီးတော့ကားရက်ထားရကိုထွက်လာတယ်ကားနာရောက်တော့ကားဘေးမှာအသက်30ဝန်းကျင်ရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့9နှစ်အရွယ်မိန်းကလေးတစ်ယောက်ရပ်နေတယ်အမျိုးသမီးကတောင်းမြင့်ကိုကြည့်တယ်အမျိုးသမီးကသူ့ထက်9နှစ်ခန့်ငယ်လိမ့်မယ်ကားငှားမလို့လား
မဟုတ်ပါဘူးကားကြုံလိုက်ချင်လို့ပါညီမတို့သားမီးနဲ့အတူပါလာတဲ့လူတွေကိုရှာကြည့်ပါလားမတွေ့လို့လားမဟုတ်ပါဘူးညီမတို့ကမိသားစု၃ယောက်လာကြတာညီမနဲ့ညီမယောက်ျားကစကားများတယ်အဲ့ဒီမှာယောက်ျားကစိတ်ဆိုးပြီးတော့ကားမောင်းထွက်သွားတာပဲဒါကြောင့်ပဲသူကစိတ်ဆိုးပြီးထွက်သွားတော့ညီမလည်းမတားလိုက်ဘူးလေသူကမင်းတို့သားမီးလိုက်ချင်တဲ့ကားနဲ့လိုက်ခဲ့ရန်ကုန်ရောက်ရင်ကွာရှင်းမယ်လို့အပြတ်ပြောသွားတယ်ကျမလည်းစိတ်ဆိုးလို့သူ့ကိုမတားတော့ဘူးသူ့သွားတာနိုင်ဝဲလောက်ရှိပြီထင်တယ်ကားကြုံလိုက်ခဲ့လမ်းမှာစောင့်နေမယ်လို့လည်းဖုန်းလက်ဆက်တယ်သူ့ကားလမ်းဘေးမှာရပ်ထားတယ်စားတောက်ဆိုင်ကနေမိုင်း20ကျော်30တွင်းရောက်ရင်သူ့ကားကိုတွက်လိုက်မယ်တဲ့အဲ့ဒါကျမယောက်ျားကားရှိတဲ့နေရာထိခေါ်သွားပေးပါလားအခက်ခဲဖြစ်နေတာဆိုတော့ဒီလောက်ထိကူညီပြီးတော့ခေါ်သွားနိုင်ပါတယ်တောင်မြင့်ကရှိကတကားဖွင့်ပြီးဝန်ထိုင်ကနောက်တကားကိုပါဖွင့်ပေးလိုက်တယ်ကဲတက်တော်ရပြီတာမီနှစ်ယောက်နောက်ခန်းတွင်းဝန်ထိုင်ပြီးတော့တကားပိတ်လိုက်တာနဲ့ကားမောင်းထွက်ခဲ့ပါတယ်လမ်းပေါ်ရောက်ပြီးတဲ့နောက်တောင်မြင့်ကဆက်ဆူလိုက်တယ်ဒါနဲ့ညီမတို့ကရန်ကုန်ကပဲလားရန်ကုန်မှာနေတာပါညီမယောက်ျားကတောင်ကုန်မှာဆိုင်ကပစ္စည်းအယောင်ဆိုင်ဖွင့်လာတယ်သူ့မိဘတွေကစကိုင်းမှာနေတယ်အခုစကိုင်းကိုလာလဲပြီးတော့ပြန်ခဲ့တာစီးပွားရေးတိုးချဲ့ဖို့ကိစ္စတိုင်ပင်ရင်းနဲ့စကားများကြတာသူနဲ့စီးပွားရေးဆက်တူလုံးမဲ့သူကသူ့ကိုရည်တက်တက်လုပ်နေတဲ့အမျိုးသမီးပဲကျမကသူကလွှဲရင်ဘသူနဲ့ဖြစ်ဖြစ်လုပ်လို့ရတယ်အဲ့ဒီအမျိုးသမီးနဲ့တော့ဆက်တူမလုပ်ရဘူးလို့ပြောတာတက်လန်းလုံးစကားများနေတာသမီးကဗိုက်စားတယ်ဆိုလို့ဆိုင်ဝင်ထိုင်နဲ့ပတ်စံရှင်းပြီးမပြောမဆိုထွက်သွားတာပြီးတော့မနှက်ပြန်ကွာရှိမယ်လို့လည်းပြောသွားတယ်ကျမလည်းတောင်းပန်ခါရမနေပဲနဲ့ဆိုင်မှာထိုင်နေခဲ့တာခဏနေတော့ဘယ်လိုစိတ်ပြောင်းသွားလဲမသိဘူးကားကြုံနဲ့လိုက်ခဲ့ဖို့ဖုံးဆက်ခေါ်တယ်အမျိုးသမီးရှင်းပြတာပေါ်နားထောင်ရင်းနဲ့ကားကိုခက်မမှန်ပဲမောင်းလာပါတယ်15မိနစ်ခန့်မောင်းလာခဲ့ပြီးလမ်းဘေးမှာရပ်ထားမဲ့ကားကိုရှာဖွေကြည့်ရင်းနဲ့အရှိန်ကိုလျှော့လာခဲ့တယ်ခဏလမ်းမှာကားနဲ့စီးကန်လမ်းဘေးမှာရပ်နေတာကိုကားမိအောင်နဲ့လှမ်းမြင်လိုက်တယ်အောက်မှာလည်းလူ2ယောက်3ယောက်ခန့်ရပ်နေတာကိုတွေ့လိုက်ရတယ်နောက်မှာလည်းမီတန်ကားတစ်စီးလာနေတာကိုနောက်ကြည့်မှန်ကနေမြင်နေရတယ်။အဲ့ချိန်မှာကားနောက်မှာစီးလာတဲ့သားမီးကိုသူတို့ကားရှိမရှိမေးရန်အတွက်နောက်ကြည့်မှန်ကနေကြည့်လိုက်တော့ဟင်းတောင်းမီတယောက်မျက်လုံးပြူးသွားပါတယ်။ကားနောက်ခံမှာစီးလာတဲ့သားမီး2ယောက်ကကားပေါ်မှာမရှိတော့ဘူး။ကားကလည်းမရရသေးဘူး။ဘလို့ပျောက်သွားလဲစဉ်းစားမရဘူး။ခဏအတွင်းမှာပဲရှေ့မှာရပ်ထားတဲ့ကားနောက်မှာကပ်ပြီးတော့ရပ်လိုက်တယ်။သူ့ကားပေါ်ကနေဆင်းလိုက်တယ်။နောက်ကကားတွေကိုလမ်းကြည့်တော့သားမီး2ယောက်မရှိတော့ဘူးဒါပေမဲ့လည်းဒီသားမီးပျောက်သွားတာကိုစိတ်မဝင်စားနိုင်ရှေ့မှာရပ်ထားတဲ့ပါရာတို့ကားရှိမှရှိနေတဲ့ကားကိုကြည့်လိုက်ပါတယ်ဟင်ကားပက်လက်လန်နေပါလားဘာဖြစ်ကုန်တာလဲအရှင်လုံးပြီးတော့မှောက်တာဖြစ်မယ်ကျွန်တော်တို့လည်းစင်းကြည့်ပြီးအနည်းဆုံးရဲစခန်းကိုလှမ်းပြီးတော့အကြောင်းကြားထားတယ်ကားပေါ်မှာမိသားစု3ယောက်တွေ့တယ်တယောက်မှအသက်မရှင်တော့ဘူးအဲ့ဒီချိန်မှာပဲရဲကား2စီးရောက်လာတယ်။ရှိကမီတန်ကဖြစ်ပြီးနောက်မှာဟိုင်းလက်ကဖြစ်ပါတယ်။အားလုံးရဲအရာရှိနဲ့ရဲတပ်သား6ယောက်တွေ့လိုက်ရတယ်။မှောက်ထားတဲ့ကားကိုလက်ပုံလှစ်ပက်ရက်ပြီးကားတကားကိုဖွင့်ရန်ကြိုးစားနေကြတယ်။ကားကပနက်ပက်လဲပြီးမှမှောက်သွားတယ်မသိဘူး။ပိန်ချိုက်နေတာ။ကားတကားကအလွယ်ဖွင့်မရတာကြောင့်တန်ချောင်းတွေနဲ့ကလပ်ပြီးဖွင့်မှရတယ်။အသက်40ခန့်ရှိမဲ့ယောက်ျားတစ်ယောက်30ဝန်းကျင်အမျိုးသမီးတစ်ယောက်နဲ့9နှစ်ခန့်မိန်းကလေးတစ်ယောက်3ယောက်လုံးသိနေပြီဖြစ်ပါတယ်။တောင်းမြင့်လေကားမီထူရတဲ့ရှိမှာအလောင်းတွေကိုတွားကြည့်လိုက်တယ်။ဟင်ငါကားပေါ်မှာစီးပြီးလိုက်လာတဲ့သားမီးပါလား။ဒီမှာကားမောက်လို့တည်တဲ့ဝိညာဉ်သားမီးကစားတော့ဆိုင်ကိုဘယ်လိုရောက်သွားတာလဲ။သူ့ကားပေါ်မှာပါလာတော့အမျိုးသမီးပြောတယ်လို့တလန်းလုံးရံဖြစ်ပြီးရန်ကုန်ကိုအတူမသွားဘူး။စားတော့ဆိုင်ကိုပြန်ပို့လို့ပြောပြီးတော့တိတ်ဆုံးသွားလို့ပဲစားတော့ဆိုင်ကိုပြန်ရောက်နေတာလားစားတော့ဆိုင်မှာနေခဲ့မယ်လို့ပြောတော့အတင်းဆွဲခေါ်လို့ပါသွားရတာလားပါပဲဖြစ်
စားတောက်ဆိုင်တွေကိုလုံပြီးမှကားမောက်သွားတဲ့သူရဲ့ဝိညာဉ်ကတော့စားတောက်ဆိုင်ကိုပြန်ရောက်နေတာကတော့ထူးဆန်းတယ်ရဲတွေကတောင်းမြင့်ကိုခေါ်မိတယ်ကျွန်တော်ဆရာတို့ကားရှိရောက်လာပြီးရက်ကြည့်တာလို့အဖြစ်ပြပြီးမဲ့ကျေနပ်အောင်ကားကိုလှည့်ပတ်ကြည့်လိုက်သေးတယ်ပညာချရရှိရင်တော့ရှင်းရအောင်မယ်ရှင်းမှရက်ပြီးသတင်းပို့တဲ့ကားကတော့အကျိုးချောင်ရှင်းပြတယ်ဒီကားမှာဘုန်းကြီးတစ်ပါးယောက်ျား2ယောက်အတော်ကြီးတစ်ယောက်လည်းပါတယ်ဘုန်းကြီးကကားပေါ်ကမစင်းတာကြောင့်မမြင်ချင်းဖြစ်ပါတယ်တောင်းမြင့်ကရဲတွေတာဝန်ရမင်းမြန်ဖြေကြတာကိုဆက်ပြီးတော့မောင်းလာတယ်အဲ့ဒီအခင်းဖြစ်တဲ့နေရာကထွက်လာပြီး9မိနစ်ခန့်ရှိအောင်မယ်ကားကတိတ်ငင်နေဖြစ်သွားတဲ့အတွက်နောက်ကြီးမှန်ကားတဲ့နောက်ကိုကြည့်လိုက်ပါတယ်ဟင်ဖះငါကားပေါ်မှာတရေမှတာမိရောတယောက်ကြားတရေပါပါလာပြီးဒုက္ခပါပဲအချိန်က7 နာရီကျော်ပြီးရန်ကုန်ကိုတနာရီမှရောက်မယ်အချိန်ညနေလာလေတရေ3កောင်နဲ့ရှစ်ခီးကိုဘယ်လိုဆက်ရမဲဆိုတာမစင်သားဝင်ဘူးအကူမြန်လေးမောင်းပေးပါလားရန်ကုန်ကိုအဝင်နောက်ကျမှဆွလို့ပါတီးထက်မြောင်မမောင်းရဘူးဗျ2 နာရီဆိုရန်ကုန်ရောက်မှာပါဒါနဲ့ကျုပ်ကားကိုဘာဖြစ်လို့လိုက်လာတာလဲပြပင်ကလည်းလိုက်ပါလားဖြူကလိုက်ခဲ့တာလမ်းမှာကျမတို့ကပြက်နေလို့ယောက်ျားကိုတင်ခေါ်လာခဲ့တာအင်္ဂါကားသာမပြတ်ရင်တော့အကုတ်ကားနဲ့မလိုက်ပါဘူးဖြူကထွက်ခတဲ့ကလိုက်လာတာမလို့ဆက်ပြီးလိုက်လာတာတဲ့ဒီတိုင်းဆိုရင်တော့သူတို့နေတဲ့တောင်တကုံထိများလိုက်ဖို့ရအောင်မလားမသိဘူးကားကိုမောင်းနေရပြီမဲ့ကားနောက်မှာပါလာသူ3ယောက်ကလူမဟုတ်ပဲနဲ့တရမ်းမှန်းသိနေတာကြောင့်သွေးပြတ်ခြောက်ချနေတယ်တရမ်းမကသူ့ကိုတင်ခေါ်လာလို့တယောက်ကြောက်ကိုပါဆင်းခေါ်လာခဲ့တာတဲ့တရရိပ်ပြေးနေတဲ့လမ်းပေါ်မှာကားအသွားလာနေလာပါတယ်ရန်ကုန်ဘက်ကိုအဝင်းကားအနေငယ်သာရှိပြီးဒီချိန်ကိုပိုင်ကားလေးတွေသာအသွားလာများတယ်ရန်ကုန်ဘက်ကထွက်တာအနေငယ်သာတွေ့ရပြီးတလန်းလုံးတရေ3កောင်နဲ့သူတယောက်တည်းဖြစ်နေတယ်ယောက်ျားဖြစ်သူကစကားတစ်လုံးမှမပြောဘဲနဲ့ငိတ်တိငိုင်နဲ့ကားပေါ်ပါလာတယ်ခလေးမလေးကသူ့အမေနဲ့စကားပြောနေတယ်ကံကောင်းတာကတော့သူ့ကို6ချင်းလှန့်ရင်မပြူသေးပဲနဲ့ဒီတိုင်းနေတာအတော့ကိုကံကောင်းတယ်မကြခင်မှာပဲအမြန်လမ်းဝင်မှာရှိတဲ့တိုးဂိတ်ကိုလမ်းမြင်ရပြီးမီးရောင်နဲ့ဝင်းထင်နေတော့မန္တလေးလမ်းဟောင်းနဲ့အမြန်လမ်းဆောင်ရာအမှတ်3လမ်းမကြီးကိုမြင်နေရပြီးဒါကြောင့်ပဲကြောက်စိတ်နေငယ်ရော့သွားပါတယ်ဒါပေမဲ့တရေ3កောင်ကတော့ရှိနေတော့မယ်ကျုပ်ကမြောက်ဥက္ကလာပါမှာနေတာခင်ဗျားတို့ကိုဘယ်မှာချပေးရမလဲရန်ကုန်ထဲတော့မဝင်သေးဘူးစဉ်းစားအောင်မယ်ကြုံတဲ့နေရာမှာဆင်းနေကြတော့ဗျာတောင်းမှပါတယ်ဆင်းခိုင်းလိုက်ဆင်းရမှာလားအချိန်မတော်ကြီးတရေကအချိန်မတော်ကြီးပို့ဆူလာတာကြောင့်တောင်းမြင်ဘာမှဆက်မပြောနိုင်တိုးဂိတ်ဝင်တန်းစီလိုက်ပြီးတော့ပတ်စံပေးလိုက်တယ်တိုးဂိတ်မှာတန်းစီတော့သူ့ကိုကြော်တက်သွားတဲ့ကားတစ်စီးသာရှိတယ်လမ်းဆောင်မြောက်ခင်ရှောင်းတခင်စစ်တဲ့ဖွဲ့ကတားတာကြောင့်ရပ်ပေးလိုက်တယ်အဲ့ဒီချိန်ထိတရေ3កောင်ကကားထဲမှာအခန့်သာထိုင်နေတာကိုတွေ့ရတယ်ကားကိုလိုင်စင်စစ်တယ်လူစင်းခိုင်းပြီးတော့ကားထဲကနေဖွင့်ခိုင်းရဖွင့်ပြီးတော့မိထိုးရှာတယ်ပြီးတော့နောက်ဖုံးကိုဖွင့်ခိုင်းတယ်နောက်ခန်းတကားဖွင့်ပြီးဓာတ်မီနဲ့ထိုးရှာတော့တရေ3កောင်ကိုမမြင်ရတော့ဘူးတောင်းမြင့်စိတ်ထဲမှာတော့ဆင်းသွားပြီးထင်ပြီးတော့စစ်ဆေးတဲ့ရဲတွေလူကြီးတွေကိုကျေးဇူးတင်လိုက်မိတယ်စိတ်တိုင်းကြစစ်ဆေးပြီးတာနဲ့ကဲသွားလို့ရပြီအဲ့ဒီနေရာကမောင်းထွက်ခဲ့ပြီးအမှတ်3လမ်းနဲ့ဝင်လာခဲ့တယ်အချိန်မှာပဲကားနောက်ခန်းမှာတရေ3កောင်ကိုအခန့်သာထိုင်နေကြဟန်မြင်တွေ့လိုက်ရပါတယ်တောင်းမြင့်လည်းဘာမှမပြောဘဲနဲ့ဆက်ပြီးမောင်းလာတယ်လမ်းပေါ်မှာကားရှိတာကြောင့်မြန်လေးမောင်းလာခဲ့တယ်အဝေးပြေးကရောက်တော့ကားဝင်းဘက်ကိုချိုးကွေးလိုက်တယ်အောင်မင်္ဂလာဝင်းထဲကိုဘာဝင်လို့မလို့လဲတရေမကဆက်ဆူပဲမေးလိုက်ပါတယ်ရောက်ပြီလေဒီမှာဆေးပြီးတော့ကျုံနဲ့ကားနဲ့လိုက်မနေ့ဆိုတောင်ကုန်းသွားတဲ့အမှတ်နဲ့ YBL လည်းရှိတယ်စောင့်မိလိုက်သွားရှင်ကဒီတိုင်းထိုင်နေတော့မလားဝင်ပြောဦးလေဒီမှာဆင်းလို့မဖြစ်ဘူးဆိုတာပြောဦးလေဟုတ်တယ်ကျုံမိန်းမပြောတယ်လို့ပဲဒီကားကိမှာဆင်းလို့မဖြစ်ဘူးကျုပ်ကဒီကားကိကတဲခုကမှအိတ်တာခမရတို့လက်များကားပေါ်မှာအိတ်လေမနဲ့လေးရင်လိုက်ပို့ပေးမယ်အခုဆက်မောင်းလို့မရတော့ဘူး
တနာရီနှစ်နာရီလောက်အိတ်မှဖြစ်မှာမင်းအိတ်ချင်အိတ်လေငါကကားမောင်းတက်တယ်မင်းကားကိုငါမောင်းသွားမယ်မင်းအိတ်မယ်ဆိုကားပေါ်ကဆင်းခမရတို့ကဝင်းညီတို့လေကားကိုဘယ်လိုမောင်းမှလဲမဖြစ်နိုင်ဘူးဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာဒီမှာကြည့်တောင်းမြင့်ကကားဆက်ရပြီးစကားပြောနေခြင်းဖြစ်ရာတရေယောက်ျားရဲ့စကားဆုံးကားဆက်ရုတ်တရက်နိုးသွားတာကိုတောင်းမြင့်သိလိုက်တဲ့အခါမှာတော့တရေဆိုပြီးတော့အထင်မသေးရတော့ဘူးအချိန်မှာကားထဲမှာပိုးဟောင်တဲ့အနံဆိုကြီးနမ်းလာတယ်ဒါကြောင့်ကားမှန်တွေဖွင့်လိုက်ရပါတယ်မှန်တကားတွေဖွင့်လိုက်တာကြောင့်အနံ့အနှဲငယ်တက်တာသွားတယ်ငါတို့အိမ်ကိုလိုက်ပို့ပေးဟာဒီအချိန်ကြီးမသွားတတ်ဘူးအပုံနဲ့ကြီးဖြောက်လိုက်ဗျာအသက်ရှူမဝတော့ဘူးငါတို့ကိုပို့ပေးမလားပို့ပေးမယ်ဆိုအပုံနဲ့လုံးဝမရစေရဘူးကျုပ်ဘယ်လိုသွားရမှာလဲလမ်းညွှန်ပြတောင်းမြင်လေအဝေးပြေးကားဝင်းကနေသူ့တမလမ်းမကြီးပေါ်မောင်းတက်လိုက်တယ်တောင်တကုံကိုဘယ်လင်းကသွားတက်တယ်တက်မင်းမသွားတတ်ဘူးလို့ပြောတတ်ခြင်းဖြစ်ပါတယ်စေကဘာဝင်းတွင်ကနေမောင်းပြီးတော့ရွှေပေါက်ကန်ကိုဝင်ကကျန်စစ်သားလန်တိုင်းမောင်းပြီးကြောက်လန်းစုံကိုကြော်တာနဲ့တောင်တကုံကိုစောက်ဝင်ပြီးဖြစ်ပါတယ်ကြောက်လန်းစုံကတောင်တကုံ80 81ကိုသွားလေရတယ်မောင်းမကန်လန်းစုံလက်စင်ထိတ်ကဝင်လေရတယ်အခုသူ့တမလန်တိုင်းမောင်းလာပြီဆိုတော့မြောက်ဥက္ကလာဝိုင်းကဘာထူးလန်းနဲ့ချိုးဝင်ပြီးတော့လမ်းမပေါ်ရောက်မှာပဲတောင်တကုံကိုဘယ်ကိုပို့ပေးရမလဲလို့မေးလိုက်တယ်စီပင်လမ်းပေါ်ရောက်ရင်ကျောင်းရှိမှတ်တိုင်လုံးမှာရပ်ပြီးတောက်မြင်လေလူမှန်းမသိတရေမှန်းမသိပူညင်ခြင်းနဲ့စိတ်နဲ့တင်ကော်လာမိကမှလူမဟုတ်ပဲတရေတွေဖြစ်နေတာကိုသိကြရတယ်တရေကလည်းသူတို့အစွမ်းစားနေမသွားပဲနဲ့အိမ်တန်ရရောက်ပို့ခိုင်းနေတာလူဆိုရင်မလိုက်ချင်အတင်းနှင်ချလို့ရတယ်တရေတစ်စီတွေမှတိတာကြောင့်နှင်မချရဘူးမကြည့်နဲ့လို့6လန့်ပြနေရင်အိပ်ပြလွန်သွားနိုင်တယ်ကားကို46လမ်းဆောင်ကပြည်တော်စုလမ်းမကြီးပေါ်ချိုးကွေ့ဝင်ပြီးတော့မရရလမ်းဆောင်မှာတောင်တကုံဘက်ကိုထွက်ခဲ့တယ်မကြခင်မှာပဲမောင်းမကန်လမ်းဆောင်မီးပွိုင်ကိုရောက်လာတယ်မောင်းမကန်လမ်းတိုင်းမောင်းလာပြီး18ခွေမီးပွိုင်ရောက်တော့မီးစိမ့်နေတာကြောင့်စီပင်နှန်းတွေကိုချိုးကွေ့ဝင်လိုက်ပါတယ်ကျမ်းမာရေးမှတ်တိုင်ကြော်တာနဲ့ကျောင်းရှိမှတ်တိုင်ရောက်လာတယ်တော်တော်ကိုလူဘာဝတဲ့တရေတွေကျောင်းရှိရောက်တာနဲ့ကားပေါ်မှာတရေတစ်ခေါက်မှမရှိတော့ဘူးစိတ်မနေရမရောက်ခင်ကျေးဇူးတင်စကားတော့ပြောမသွားဘူးနှုတ်လည်းမဆက်ပဲနဲ့ပျောက်ချင်းမလားပျောက်သွားတယ်ဒီနေရာဒီပတ်ဝန်းကျင်မှာတော့သူတို့နေထိုင်တဲ့အိမ်ရှိမှသိကြတယ်တေချာပြန်စင်းသားတော့လေခီးသွားရင်မိသားစုတစ်ခုလုံးကားမောက်ပြီးအသက်သေဆုံးကုန်တဲ့ရန်ကုန်မှာမိသားစုဆွေမျိုးကြံမသိရဘူးသူတို့မှဆုံးရှုံးမှုကြီးစွာဖြစ်ခဲ့ရတယ်ဒီတနာစရာကောင်းတဲ့မိသားစု3ယောက်ကိုခီးသွားဟန်လွယ်သွားကျင်တဲ့နေရာရောက်အောင်ကူညီပေးခိုင်းနေတယ်အစကမကျင်မနဲ့တင်ခေါ်လာမိတာကိုအကြိမ်ကြိမ်နောင်တရမိတဲ့စိတ်ဖြစ်ပေါ်ခဲ့တယ်တွေးသွားတဲ့ချိန်တဖြည်းဖြည်းစဉ်းစားမိတော့လေသူတို့ဖြစ်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်လိုက်တဲ့အတွက်ဝမ်းသာပီတိတွေဖြစ်ပေါ်လာပါတယ်သူတို့ပြင်နေတဲ့နေရာရောက်ပို့ပေးနိုင်ခဲ့တယ်ကားပေါ်မှာလိုက်လာပြီးတော့အချောက်လက်မရှိပဲရိုးရိုးလူတွေတို့လိုက်လာခဲ့ကြတယ်အောင်မင်္ဂလာဝေးပြေးကွင်းမှာသူကားကိုရက်ပြီးတော့မပို့ပေးဘူးလို့ညင်းဆန်မှသူတို့တရမ်းမသိအောင်လို့အပုံနှံတွေစိုးရွားစွာပေးခဲ့ပါတယ်လိုက်ပို့တဲ့အချိန်ကစပြီးအပုံနှံတွေပျောက်သွားတယ်ကန်ဆိုးမိုးမောင်ကြပြီးဘဝတစ်ပါးကိုကူပြောင်းသွားတဲ့မိသားစု3ယောက်ကောင်းရမွန်ရာရောက်ရှိပါစေလို့အခါခါဆုတောင်းပေးနေတောင်တကုံကနေမြောက်ဥက္ကလာကိုကားကိုပြန်ပြီးတော့မောင်းထွက်လာခဲ့ပါတော့တယ်